မင်္ဂလာပါ Grace Homeschooling ကနေကြိုဆိုပါရစေ။ကျမကိုဆွစ်ဇာလန်ကတငယ်ချင်းတယောက်ကသူ့ရဲ့ဒူမာလေးတွေဂျက်ဖာကားလေးထဲမှာစော့နေတဲ့ပုံလေးကိုပို့ပေးလာတော့စာဘလူလေးကိုလည်းအဲ့ဒီလိုမျိုးဂျက်ဖာကားလေးလုပ်ပေးခြင်းစိတ်ဖြစ်ပေါ်လာပါတယ်။အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲကလေးကိုပျော်ရွှင်အောင်ကစားစရာကားလေးလုပ်ပေးခြင်းနဲ့မိဘအုပ်ထိန်းသူတွေအတွက်ဒီဂျက်ဖာကားလေးကတိတ်ကိုအဆင်ပြေပါတယ်။လွယ်ကူတဲ့အဆင့်လေးတွေကိုတော့ကလေးတွေကိုလှုပ်ခိုင်းဖို့မမေ့ပါနဲ့နော်အယုတ်ကားလုံနီးလေးကိုတော့ကျမရဲ့ဒီဗီဒီယိုမှာကြည့်ရင်းနဲ့သိနိုင်သလိုအကယ်လို့များမရှင်းမလင်းမှုဆိုရင်လည်း YouTube တို့တခြားသော website တွေမှာလည်းရှာပြီးတော့မှကြည့်နိုင်ပါတယ်ဒါမှမဟုတ်ကျမတို့ page ရဲ့ message box ကနေလည်းမေးလို့ရပါတယ်ကားရဲ့ဘိန်းလုံးလေးတွေအတွက်ကတော့စက်ကူပကံလေးတွေမှာသူ့စိတ်ကြိုက်အယောင်လေးတွေခြေခိုင်းလိုက်ပါတယ်ပြီးတော့အောက်ခြေလေးတွေမှာလိုက်ကက်ခိုင်းလိုက်ပါတယ်မီးလုံးလေးတွေအတွက်ကျမကတော့စတစ်ကာသုံးလိုက်ပေမဲ့အကယ်လို့များကိုယ့်စီမှာဘူးခွန်အဟောင်းလေးတွေရှိရဲဆိုရင်အောက်ခြေကိုဓာတ်နဲ့ဖြတ်ပြီးဂျက်ဖာမှာအပေါက်ဖောက်ပြီးထည့်ပေးလိုက်လဲရပါတယ်အိမ်မှာရေစည်းတို့ဘာလို့ရှိတယ်ဆိုရင်လည်းကလေးနဲ့အတူစိတ်ကြိုက်ပုံလေးတွေဆွဲပြီးအလှဆင်လို့ရပါတယ်အဲ့ပါလေတဲ့ပြရနေတယ်။ပါလေတဲ့။စာမလို့ရပါလေ။ဟမ်။မိတက်ကမိတက်ကကျမကသူ့ကိုမိသက်ကအကြောင်းပြောထားတာဖြစ်တော့မိသက်ကပဲသူ့စိတ်ထဲမှာဆွဲနေပါတယ်။ကျမအမေကဘာလို့လဲလို့မေးတဲ့အခါမှာဘေးကလိမ်မော်ရောင်လေးကိုညွန်ပြပြီးသူ့ရဲ့ကားဘင်းလုံးကလိမ်မော်ရောင်ဖြစ်နေလို့ပြောလိုက်ပါတယ်။စာဘလူလေးကတော့သူကိုယ်တိုင်လှုပ်ထားတဲ့အယုတ်ကားလေးကိုအယမ်းမဲ့သဘောကျနေပါတယ်။ကျမတို့အတူတူအယုတ်ကားလေးလှုပ်ပြီးသွားတဲ့အချိန်မှာတော့ပစ္စည်းတွေကိုအတူတူသိမ်းတယ်အမိုက်တွေကိုအတူတူသိမ်းကြပါတယ်အကုန်လုံးသိမ်းဆဲပြီးသွားတဲ့အခါမှပဲဆက်ပြီးတော့အတူတူကစားကြပါတယ်ကလေးတွေကိုတည်ယူပို့ဆောင်ရင်းနဲ့ပတ်သက်တဲ့ရင်အမျိုးမျိုးကြောင်းတင်ပြီးတဲ့အချိန်မှာတော့ဒီလိုဂျက်ဖာကားလေးလှုပ်ပြီးအတူတူကစားပြီးလို့လည်းရပါတယ်နော်မော်တော်ကားအားလုံးပဲပျော်ရွှင်စရာချိန်လေးကိုပိုင်ဆိုင်ပြီးကျန်းမာကြပါစေရှင်။